နူးညံ့တဲ့အသားအရည်ဝိပြက်တဲ့ရနံ့တွေပြီးစွမ်းနိုင်လွန်းတာကြာရှည်စွာသုံးလေးခံမေး Riot Classic ပါပဲစင်ရစားပြ Carson's Imperial Leather ကောင်းဆုံးပေါ်မိသားစုတိုင်းအတွက်ဆက်ပြအရွယ်ဆုံးတော့လူတိုင်းအိမ်တိုင်းသုံးလို့ရအောင်ထုံးလို့တာနူးညံ့တဲ့ထိတွေ့နေဆွေးလန်းစီခဲ့တာ Carson's Imperial Leatherပြောရအောင်မယ် Imperial Leather ဆက်ပြကြောင်းလေတတက်ရဲ့အသားကြီးอ่ะပိုပြီးနုညံ့လာတယ်တကူလုံးကလည်းအမြင်မွေးနေတာပဲယုံဘူးလားမွေးကြည့်တက်ကလေးရရှင်းချစ်ကိုဟောဒီဆက်ပြခဲလေးနဲ့တက်တည်ထူတယ်မလေးမလို့ပါနဲ့မလို့ပါနဲ့တည်းဟောဒီ Imperial Leather ဆက်ပြလေးကလေသူ့ရဲ့နောက်ဆုံးချိန်ဒီအနက်နဲ့အရည်သူကလုံးဝပြောင်းမသွားဘူးအဲ့လိုပဲကိုယ့်ချစ်ရလဲဟောဒီဆက်ပြခဲလေးလိုပဲအမြဲတမ်းတည်တတ်နေမယ်ဆိုတဲ့သဘောနဲ့တက်တည်တည်တာဗျကျန်ရခမန်တော့ Imperial Leather ဆက်ပြပန်းပွင့်မြတ်တဲ့မွေးတူမတူအောင်ချရှိခံကရင်တဲ့မွေး Imperial Leather ဆက်ပြလေးတခါတော့ဘူးတိုင်းချိန်မှာပြေးကြရေဝဲစနစ်ပြုလုပ်ထားတာတော်ဝင်နဲ့ထိုက်တဲ့စီစဉ်မှာဟာ Oh Imperial Leather ဆက်ပြအရာရာကိုတဘာဝကဖန်ဆင်းထား နှစ်သက်စရာ Imperial Leather ကိုယ်ပိုင်ချင်တဲ့လေးတည်ပြမွေးကတနေ့ကောင်အောင်လေးရွှေတဲ့သွား Imperial Leather ဆက်ပြဟောဒီ Imperial Leather ဆက်ပြနဲ့ခန္ဓာကိုယ်တိုက်ချော့ဆေးကြောလိုက်ရင်လေအသားရည်တဲ့ Crystalina တို့ကိုချောမွန်းနေတာအဲ့ဆိုဒီလိုအသားရင်မျိုးပေါ့တက်လည်း Imperial Leather သုံးတာလားဒီ Imperial Leather ဆက်ပြလေဟိုတိတိလေးကြမ်းကြည့်သုံးလို့ရတယ်ပပဆက်လေးထိသုံးလို့ရပစ္စည်းလေးထိသုံးလို့ရတယ်ပစ္စည်းလေးရတိတိလေးထိသုံးလို့ရမကြမ်းထိသုံးလို့ရဘာမှမကြမ်းဘယ်လိုသုံးမှလဲသူ့စိတ်လေးမှာအနှံလေးကဆွဲဟုတ်တယ်ဒီမာကြည့်မင်းရကိုရောသည်ရေချိုးဖို့တင်ပြမ Imperial Leather တိုင်းလိုက် hey သူမတူအောင်ရင်နဲ့မွေးတဲ့ရင်နဲ့ထိရောက်တာကြည့် Imperial Leather တိုင်းကြည့်လိုက်နာရှိခံမဲ့စိတ်ကထင်ရှားမှလိုက်တနေ့ကုန်ကိုလန်းဆန်းစိတ်မှာ Imperial Leather အချိုက်ဆုံးမှာဟိုနေ့ကလေသူနဲ့ဒင်နာတော့စားမယ်ဆိုပြီးရေဝင်ချိုးလိုက်ရောဒီချိုးကလည်းရောက်တော့ Imperial Leather နဲ့လည်းတွေ့ရောမိုးချုပ်သွားတော့ဆိုင်နဲ့အကုန်လုံးပိတ်သွားလို့ခေါက်ဆွဲတုံးနဲ့ပဲနှစ်ပေါင်းတောက်လိုက်ရတယ်